အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Windows 7 series model လေးကိုပါလေဘယ်လိုပဲချင်းနဲ့တက်လေးကိုကျွန်တော်ပြပြပေးပါမယ်။ model နဲ့နိုင်ငံနေပါဒါပေမဲ့စာရင်မလေးလာတဲ့ဒီဟာတွေဒီ step by step Redmi Note 7 Pro ကိုဘယ်လိုပဲချင်းနဲ့ဆိုတာလို့သိရအောင်ပါလေ။ Redmi Note 7 ရဲ့ Note 7 Pro ရဲ့ဒီမှာတစ်မျိုးလာတယ်ပါလေ။ Note 7 ကတော့ကျွန်တော်ဒီတိုင်းခုလိုကတော့ဒီမှာဒီလိုအော်ရေးလိုက်လို့ရတယ်ပါ။ Note 7 Pro ကတော့ကျွန်တော်ခုကတော့ပါဒီလိုထားတဲ့ခါကျတော့ဒီအားနဲ့ကျွန်တော်သုံးကြရမှာလေဒီကတော့ကျွန်တော်ဒီအားသူ့ရဲ့ဒီတောင်ချင်းနဲ့ချင်းပြေးကပါဘယ်လိုပေါင်းလဲရေးကြတယ်လေဟုတ်ပြီတော့ဆိုသူ့ရဲ့ဒီ circuit board ကိုကျွန်တော်ဖြုတ်လိုက်ပါမယ်ဖြုတ်ပြီးဆိုရင်ကျွန်တော်သူ့မှာတွားပြီးမှချင်းရမယ့် resistor လေးရှိတယ်ဟုတ်ပြီတော့ကျွန်တော်ဒါသူ့ရဲ့ပုံလေးရပြီပေါ့လေပြီးရင်သူ့ရဲ့ဒီဘက်က CPU နားလောက်ပါဒီဘက်ချမ်းမဲ့ပါကျွန်တော်တို့ resistor လေးတစ်ခုစားထုတ်ပြရမှာပေါ့လေအဲ့ရတယ်ဒီချင်းရမယ့် resistor ကိုလည်းကျွန်တော်ဒီပုံလေးပြထားပေးမယ်ပေါ့လေချင်းရမယ့် resistor ကတော့ဒီ 100G 100G တော့ကျွန်တော်တို့ဒီကဖုန်းဆန်တူကြမလို့ပေါ့လေဒီ Redmi Note 7 Pro ကမဟုတ်တခြားကြိုက်တဲ့ပုတ်ကနေ100G ကိုစစ်တာကိုရှာပါလေဉာဏ်ကျင်တော့ကျွန်တော်ကို့မှာရှိတဲ့ပုံနဲ့ diagram ကိုကြည့်ပြီးတော့ 100G ကိုရှာလိုက်ပါလေရှာပြီးလို့ရှိရင် 100G ကိုထားထုတ်ရမယ်ကျွန်တော်ရှာတာပြရရှိတယ် sister 100G ရှာတဲ့ဟာတွေတော့ကျွန်တော်ပြပြီးတော့ပေါ့လေမိတ်ဆွေကတော့တိထားပြီးရလို့ပြောနေတယ်ပေါ့လေကျွန်တော်ဒီထဲမှာ 100G ကိုလုံးလုံးနေနဲ့ step 1နေပြီးတော့ရှာထုတ်မယ်ပေါ့လေဟုတ်ပြီဒါဆိုကျွန်တော်ဒါထည့်ရမယ့် resistor တော့ဒီဘက်မှာပါလေဒီဘက်မှာကျွန်တော်ထည့်ရမယ်ဒီနားလေးမှာပေါ့လေဒါဆိုဒါကျွန်တော်ဒါသူ့ရဲ့ CPU ပေါ့လေ CPU ရဲ့ဒီအောက်ဘက်အချမ်းဦးလာလို့ကျွန်တော်ရှိရပေါ့လေဒီမှာ 100K resistor လေးထည့်ရမယ်ဟိုဒါဆိုအရင်ဆုံးကျွန်တော်ဒီချင်း2ဒီလေးအသာလေးပြင်လိုက်မယ်ပေါ့လေဟုတ်ပြီဒါဆိုရင်ကျွန်တော် resistor လေးထပ်လုပ်ပြီးသွားပြီပေါ့လေဟိုပြုတ်ပြီးသွားပြီဆိုရင်လည်းတန့်ရှင်းပြီးလုပ်လိုက်အောင်တော့ဒီ resistor တွေပါတက်တာတော့ဒါမရှိလို့တက်နေကြပုံစံတိုင်းပဲပေါ့လေအဆင်ပြေလို့ပဲတက်လို့ရတယ်ဒါပေမဲ့ဒီထားမှာတော့ကျွန်တော်တို့ဒီကသူ့ရဲ့ဒီဘက်ဘီနာမှာပေါ့လေဒီကဒီ resistor ရဲ့ဒီအပေါ်ဘက်မှာဆိုရင်တို့ဒီ CPU တွေပါရှိရတဲ့အတွက်ဒီ CPU တွေရှင်းမကြပါဘူးလို့လိုရပေါ့လေဒီ EN ဘိုင်းနဲ့ TN တွေပါနဲ့ချိုးရဆိုပေါ့လေဒီထိကောင်းနဲ့တက်နိုင်တယ်ဆိုရင်ထိကောင်းနဲ့လည်းတက်လိုက်လို့လည်းရတယ်ပေါ့လေ KD string တော့လည်းအဆင်ပြေတယ်ပေါ့လေဟုတ်တယ်ဆိုရင်အယုံဆုံးနေတာကျွန်တော် resistor ထည့်ပြီးသွားပြီဆိုဘုရားကြီး resistor ထည့်ပြီးသွားပြီအယုံဆုံးနေတာဒီဘယ်လိုပဲမချင်းခင်ဒီ frame မှာပြန်တက်ပြီးမှကျွန်တော်ဒီ power လုပ်ကြည့်မယ်ပေါ့လေဟုတ်တယ်ဆိုကျွန်တော်ဒါpower ပွင့်လာပြီကျွန်တော်တို့တက်ထားတဲ့ resistor အဆင်ပြေလားမပြေလားဆိုတာအရင်ဆုံးတစ်ချက်စမ်းကြည့်မယ်ပေါ့လေစမ်းကြည့်ပြီးမှကျွန်တော်တို့ဝယ်ကြည့်မယ်ပေါ့လေအခုလိုမျိုးကျွန်တော် resistor ကြီးလိုက်ပြီးနောက်ပိုင်းမှာဒီ power တူသွားတယ်ဆိုရင်ကျွန်တော်ဒါချင်းတဲ့ resistor ကြောင့်ဒါမှမဟုတ်လို့ရှိရင်ဒီဒီနားမှာရှိတဲ့ IT တွေပါခဲကြောက်သွားတာခင်းလို့တော့မျိုးဖြစ်နိုင်တယ်ပေါ့လေသူ circuit board တွေကျတော့ဒီ power IC နားမှာတွားပြီးမှချင်းရမျိုးတွေလည်းရှိရပေါ့လေအဲ့ခါကျတော့ချင်း power တီသွားတတ်တာလည်းရှိတယ်အဲ့ဒီကိုကျွန်တော်ဒီကိုကတော့ကိုယ့်ရဲ့လက်စာပိုင်းကိုလည်းလက်စာတင်ထားရမယ်ပေါ့လေဒီခါကြောက်ချင်းကျွန်တော်ဒီမှာ IMV နေပါရှိကြည့်လို့ရတယ်ကျွန်တော် IMV တော့ဒီမှာမပြပြတော့ပါဘူး IMV နေပါလည်းရှိနေရတယ် IMV နေလည်းပျောက်သွားလို့လည်းမရဘူးပြီးရင်ဒီ resistor ကြီးရတဲ့ခါကြောက်ချင်းဒီ base band တွေလည်းပျောက်သွားလို့မရအောင်ပေါ့လေပုံမှန်တိုင်းပဲပြင်ရတယ်ပါ base band ကလည်းကျွန်တော်ရှိနေရပါမယ် base band ကရှိဆိုရင်ရှိနေရမယ်လို့ resistor ကြီးရလို့ IMV နေ base band တွေပျောက်သွားတယ်အဲ့နှုံးတွေပါဖြစ်သွားတယ်ဆိုရင်ဒီချင်းထားရဲ့ resistor တန်ဖိုးကြီးကမားနေတယ်ပေါ့လေ power ကြီးပြီးသွားတယ်ဆိုတော့သူတွေက IC ကြီးလို့သွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့လေဟုတ်ပြီဆိုတော့ကျွန်တော်ဒီက resistor ချင်းရတယ်ဒီအရှင်ပြေလို့တက်မှတ်လို့ရတယ်ပေါ့ဟုတ်ပြီဆိုကျွန်တော်အခုပါဆက်လုပ်မယ်ဆိုရင်ဒီဖုန်းကိုကျွန်တော်ဒီ2တစ်ခုနဲ့ပေါ့လေ global firmware ကိုရေးပေးရမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီဟာကိုကျွန်တော်2တစ်ခုသုံးမှာပေါ့လေကျွန်တော်ဒီ global firmware လေးရေးရမယ်ပေါ့လေဝက်စီတို့မှာ share နဲ့2သုံးလို့ရတယ်ပေါ့လေအဲ့တော့2ရှိတယ်အဲ့တော့2နဲ့သုံးလို့ရတယ်ကျွန်တော်တို့ဒီကျွန်တော်မှာဒီရှိနေပြရတဲ့ MCD နဲ့ပဲကျွန်တော်သုံးပြလိုက်တော့ပါလေဒီအဲ့တော့2ကျွန်တော်ဖွင့်ချင်တော့ကျွန်တော်ဒီက quick connect က set ထည့်သွားမယ်ပြီးတော့ကျွန်တော် ban လေးရေးလိုက်မယ်ပေါ့လေဒါတော့တော်တော်များတိထားပြီးသားဖြစ်မှာပါပြီးရင်သူ့ရဲ့ web site က model လေးရေးလိုက်ပါဟုတ်ပြီဆိုတော့ Note 7 Pro သူ့ရဲ့ product name ကတော့ဒီ Violet လို့ခေါ်ရတာဒါဆိုသူ့ရဲ့ firmware ကိုတော့မိတ်ဆွေတို့ကြိုတင်ပြီးမှ download ဆွဲထားရမယ်ပေါ့လေViolet global firmware ပေါ့လေဒီ global firmware ကကျွန်တော်ဒီပြင်ထားတဲ့ global firmware မဟုတ်ဘူးပေါ့လေသူ့ရဲ့ဒီ Mi Fan တော့ထဲမှာရှိတဲ့ global firmware ကိုပဲဘာမှမပြင်ထားဘူးဒီတိုင်းကိုပဲကျွန်တော်ရေးပေးရမယ်ပေါ့လေကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ထည့်ရေးပေးလိုက်မယ်
ပြီးရင်ဒီထဲမှာ grow program ကိုထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့အခုဒီသူ့တက်ဆိုင်ရာ test point ထောက်ပြီးတော့global firmware ရေးပြလိုက်လို့ရှိရင်ရပြီဟုတ်ပြီဒါဆိုရင်တော့ domain manager မှာလည်းတက်ဆိုင်ရာကူလောင်းရှင်းပေါ်လေးတက်လာပြီဆိုရင်ရပြီဘာမှမလုပ်တော့ကျွန်တော်တို့ဒီက flash နေလို့ရှိရင်ရပြီဒီစင်ကျွန်တော်စာရီမှာ firmware ရေးသွားပြီဆိုရင်ဒီ firmware ရပြီးအောင်လို့ကျွန်တော်ခဏစောင့်ပေးရမှာပေါ့လေဒါအစဆုံးပြီးအောင်ကျွန်တော်စောင့်ပေးရမှာဟုတ်ပြီဒါဆိုကျွန်တော်ဒါ firmware ရေးတာပြီးသွားပြီ firmware ရေးတာပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးကို power ပြန်လို့လိုကြည့်အောင်ပေါ့ကိုယ့်ပုံမှာစလိုက်ပြီဆိုရင်တက်ပြီးသွားပြီဆိုရင်အခုဒီကိုယ့်ကိုနေလို့ power မလို့ပြင်ပါလို့ကျွန်တော်ဒီကဘောလုံးအပြေကောင်ကြည့်ရနေပြီးတော့ကျွန်တော်ဒီကrecover မှုလည်းအရင်ဝင်မယ်ပေါ့လေဟုတ်ပြီးလို့ရှိရင်ဒီကဒုတိယ cloud ရဲ့ဒီ white data ကိုသွားမယ်ပေါ့လေပြီးလို့ရှိရင်white data တစ်ချက်ချပြီးလိုက်ပေါ့လေဘာလို့လဲဆိုတော့ firmware ရေးပြီးလို့ရှိရင်ကျွန်တော်တွေကfirmware ရေးပြီးလို့ရှိရင် white data မချဘူး second လို့ကတော်ကြီးကြားတယ်ဒီလိုမျိုး white data တည်းချပြီးလိုက်တာပို့လို့အဆင်ပြေတယ်ပေါ့လေဟုတ်ပြီကျွန်တော်ဒီ review ချလိုက်ပါreview ချပြီးလို့ရှိရင်ဒီဖုန်းဆုံးဖြတ်လို့လာတဲ့ဒီတစ်ချက်ဆောက်ဖို့ပေါ့လေဒီမျိုးစီတော့ဒီ second logo ရောက်သွားမယ်second logo ရောက်သွားပြီးတဲ့အခါမှာဒီ second logo မှာတော့ခဏတော့ကြာမယ်ပေါ့လေဒီအခုတော့ second logo ရောက်သွားပြီ second logo မှာကျွန်တော်ဒီမိနစ်ပိုင်းလောက်တော့ခဏဒီ9မိနစ်ဝန်းကျင်လောက်တော့စောင့်ရတယ်ပေါ့လေအကေး second logo ရောက်သွားပြီးတဲ့အခါမှာဆိုဒီလေးဒီစက္ကန့်ပိုင်းလောက်3စက္ကန့်လောက်ပြီးရင်လည်းချက်ချင်း recover မှုဝင်သွားပြီးမှ recover မှုမှာဒီအောက်ခြေစာသားလေးမှာဒီ this Amazon version cannot be installed ဆိုပြီးတော့အဲ့လိုလေးပြနေတယ်ဆိုတော့ဒါမိတ်ဆွေတက်ထားတဲ့ဒီ resistor တန်ဖိုးလွှဲနေတာဒါမှမဟုတ်လို့ရှိရင် resistor ချဲတူးမိရမျိုးဖြစ်နေတာမျိုးပေါ့လေမိတ်ဆွေရဲ့ resistor လေးကိုပြန်လို့စီးပြရမယ်ပေါ့လေဒီတရားကြီးဟုတ်လားဒါမှမဟုတ်လို့ရှိရင်ဒီကြည့်လို့နေလားဆိုတော့မျိုးတစ်ချက်ပြန်စီးပြရမယ်ဟုတ်လားဒီ second logo မှာကျွန်တော်လောက်ကြာပြီဆိုတော့ကျွန်တော်ဒါအဖြစ်ဒီဗီဒီယိုတက်မှတ်ရမှာပေါ့လေဒါကျွန်တော်ဒီ second logo မှာကျွန်တော်ဆောက်ပေးပေါ့လေအဆုံးထိတက်လာဟုတ်ပြီဒါဆိုတော့ကျွန်တော်ဒါဟိုကပွင့်လာပါလိမ့်မယ်ဒီ set လေးတွေကျွန်တော်ဒီ set လေးဒီ set ကြော်ရအောင်ပေါ့လေဟုတ်ပြီဒါဆိုတော့ဒါကျွန်တော်တို့ဒီ global chain တာပြီးသွားပြီပေါ့လေကျွန်တော်တို့ဒီ play store တွေဒီ Google နဲ့ပတ်သက်တဲ့ဟာတွေဒါထားတဲ့ auto ပါပြီးတာဖြစ်သွားပြီကျွန်တော် setting လေးတစ်ချက်ပြပြီးပဲပေါ့လေဒါဆိုရင်ဒီ about phone မှာဆိုလည်းကျွန်တော်ဒီဟာ Redmi Note 7ဆိုပြီးတော့ဒီ global ဆိုပြီးတော့တော်လေးဆိုင်ပါဖြစ်သွားပြီပေါ့လေဟုတ်ပြီဆိုတော့ဒီကျွန်တော် global chain တက်လိုက်တဲ့ဟာကိုဒီ step by step ဆိုင်မှာလေးရတယ်ပြည်လာနေတဲ့လူတွေနဲ့ဆိုရင်ရှင်းရတယ်ဆိုတော့ဒီနားလည်လို့မဟုတ်ပါနဲ့ကျွန်တော်ကြည့်ကြည့်ပါတော့